ဒီခေတ်ကြီးထဲမှာမြစ်တာဆိုတာအရန်ကိုတန်ဖိုးကြနေတဲ့ခေတ်သစ္စာရှိမှုဆိုတာအရန်ကိုရှားပါနေပါပြီအချစ်ဆိုတာကကလေးကစားစရာလိုပဲလူတိုင်းစီမှာပေါ်ပေါ်ပယ်ပယ်ရနိုင်တဲ့ခေတ်မှာတကယ်ကိုဖះကိုချစ်တဲ့သူပဲရွေးချယ်ပါ guys ဘလို့လူမျိုးကိုကိုပွားရဲ့လက်သွဲပေါ်ဖြစ်ကိုရွေးချယ်မလဲရုပ်ချော်တဲ့သူလားပတ်စံရှိတဲ့သူလားပညာတတ်တဲ့သူလား no လုံးဝခဏအဲ့ဒါတွေဘေးဖယ်ထားပါနံပါတ်1ဖះကိုချစ်တဲ့သူကိုဦးစားပေးရွေးချယ်ပါဒီခေတ်ကြီးထဲမှာမြစ်တာဆိုတာအရန်ကိုတန်ဖိုးကြနေတဲ့ခေတ်သစ္စာရှိမှုဆိုတာအရန်ကိုရှားပါနေပါပြီအချစ်ဆိုတာကကလေးကစားစရာလိုပဲလူတိုင်းစီမှာပေါ်ပေါ်ပယ်ပယ်ရနိုင်တဲ့ခေတ်မှာတကယ်ကိုဖះကိုချစ်တဲ့သူပဲရွေးချယ်ပါဖះကိုချစ်မှလူကိုချစ်နိုင်ပါဒါကြောင့်မလို့ကိုယ့်ရဲ့လက်သွဲပေါ်ကိုဖះကိုချစ်တဲ့သူပဲရွေးချယ်ပါကိုကဖះကိုချစ်တဲ့သူကိုရွေးချယ်ထားတယ်ဆိုရင်သူရက်တောင်းနေမလားသူဘယ်သူနဲ့ဖုန်းပြောနေမလဲနောက်ဆန်တင်းစရာမလိုပါဘူးစလိတ်တွေ short တောင်းတော့ဒါတွေမလုံးနဲ့နော်ဆိုပြီးစိတ်ပူစရာလည်းမလိုပါဘူးဘာလို့လဲဆိုတော့ဖះကိုကြောက်ရွံ့တဲ့သူရဲ့အသက်တာဖះကိုချစ်တဲ့သူရဲ့အသက်တာထဲမှာဒီလိုဒုစရိုက်အဖြစ်တွေလုံးဝလောက်တော့မှာမဟုတ်တော့ပါဘူးကဖះကိုချစ်လို့ပါသူ့တွက်ကဒီအရက်တွေပြရတဲ့စလိတ်တွေမိန်းမကိစ္စတွေဖောက်ပြန်နေတယ်လုံးဝမလိုအပ်တော့ပါဘူးဒါကြောင့်မလို့ career relationship မှာရွေးချယ်မယ်ဆိုရင်ယောက်ျားလေးရောမိန်းကလေးရောနံပါတ်1ဖះကိုချစ်တဲ့သူပဲရွေးချယ်ပါလို့ပြောချင်ပါတယ်ရှင်